တုတ်လွတ်မြန်နေဆိုတာကဘာလဲတုတ်လွတ်မြန်နေဆိုတာကမိမကိုယ်ရဲ့ကိုမိမိလေရင်ကထိုးသွင်းပြီးတော့1မိနစ်သို့မဟုတ်2မိနစ်အတွင်းမှာတုတ်ရည်ထွက်သွားတာကိုတုတ်လွတ်မြန်နေလို့ခေါ်ပါတယ်တုတ်လွတ်မြန်ခြင်းကိုအမျိုးသား100မှာ30လောက်ထိရင်ဆိုင်ကြုံတွေ့နေရတာပဲဖြစ်ပါတယ်တုတ်လွတ်မြန်နေတာဟာရှက်စရာလားဆိုရင်ရှက်စရာမဟုတ်ပါဘူးကျန်းမာရေးပြဿနာတစ်ခုသာဖြစ်ပါတယ်ဟုတ်ပြီတုတ်လွတ်မြန်တာဘာကြောင့်ဖြစ်လဲဆိုလို့ရှိရင်နံပါတ်1ကတော့စိတ်ဖိစီးမှုတွေများတာစိုးရင်စိတ်တွေလွန်ခဲ့တာနံပါတ်2ကတော့လိင်ဆက်ဆံသူ2ဦးကြားမှာဆက်ဆံရေးအဆင်မပြေတာတွေနံပါတ်3ကတော့စီးကျိတ်ရောင်ရမ်းတာတွေနံပါတ်4ကတော့ဟော်မုန်းတက်မညီမျှတာတွေနံပါတ်5ကတော့အရက်အလွန်ကျွံတောက်တာတွေကြောင့်တုတ်လွတ်မြန်နိုင်ပါတယ်တုတ်လွတ်မြန်နေတာကိုကုသလို့ရလားဆိုလို့ရှိရင်နော်ကုသလို့ရပါတယ်ဒါကြောင့်တုတ်လွတ်မြန်နေပြီဆိုလို့ရှိရင်ဆရာဝန်နဲ့တေချာတိုင်ပင်ပြီးတော့တုတ်လွတ်မြန်ခြင်းအကြောင်းအရာကိုရှာဖွေရမယ်တေချာကုသမယ်ဆိုလို့ရှိရင်တုတ်လွတ်မြန်တာကိုပျောက်ကင်းအောင်ကုသလို့ရပါတယ်နောက်တစ်ချက်ကတော့တုတ်လွတ်မြန်တာကိုဘယ်လိုဖြေရှင်းရမလဲပေါ့တုတ်လွတ်မြန်တာကိုနံပါတ်1 exercise လို့ခေါ်တဲ့လေ့ကျင့်ခန်းတွေလုပ်လို့ရတယ်နံပါတ်2ကတော့ medication လို့ခေါ်တဲ့ဆေးဝါးတွေကိုအသုံးပြုလို့ရပါတယ်လေ့ကျင့်ခန်းလုပ်ခြင်းမှာဘယ်လိုလေ့ကျင့်ခန်းတွေပါဝင်မလဲဆိုလို့ရှိရင်နံပါတ်1 Kegel exercise ပေါ့တင်မဆုံကြွက်သားတန်ပေါင်းလုပ်တဲ့လေ့ကျင့်ခန်းပေါ့ဒီလေ့ကျင့်ခန်းလုပ်ဖို့အချိန်မပေးနိုင်ဘူးဆိုလို့ရှိရင်လုပ်လို့ရတဲ့နည်းလမ်းတစ်ခုကိုကျွန်တော်ပြောပြပေးမယ်ကျွန်တော်တို့စီးသွားတဲ့အချိန်မှာစီးကိုရက်သွားအောင်တင်မဆုံကြွက်သားအားနဲ့ညှစ်ပြီးတော့3စက္ကန့်4စက္ကန့်လောက်အောင့်ထားရမယ်ပြီးတော့မှစီးပြန်သွားလို့ရအောင်ကြွက်သားတွေကိုဖြေလျှော့ပေးတာမျိုးလုပ်တဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်ဒါမျိုးကိုစီးသွားတိုင်းလုပ်ပြီးတော့တင်မဆုံကြွက်သားတွေတန်ပေါင်းအောင်လေ့ကျင့်လို့ရပါတယ်နံပါတ်2ကတော့ ski technique လို့ခေါ်တယ်အမျိုးသမီးနဲ့အတူတူနေစဉ်မှာတုတ်လွတ်ရှင်တဲ့စိတ်တွေဖြစ်ပေါ်လာပြီဆိုလို့ရှိရင်တုတ်ကိုမလွတ်ဖဲနဲ့လိန်တန်ရဲ့ထိပ်ဖြားကိုလက်နဲ့ဖိထားပြီးတော့တုတ်လွတ်ရှင်တဲ့စိတ်ပျောက်သွားအောင်လုပ်ရမယ်ပြီးမှသာအမျိုးသမီးနဲ့အတူတူပြန်နေတာမျိုးလုပ်ရမှာဖြစ်ပါတယ်နံပါတ်3ကတော့အာယုံလွှဲတာပေါ့အမျိုးသမီးနဲ့အတူတူနေစဉ်လိန်ကိစ္စပေါ်အာယုံမဆိုင်ဖဲနဲ့အခြားအကြောင်းအရာတွေပေါ်ကိုအာယုံစိုက်ထားတာမျိုးပြောတာဖြစ်ပါတယ်ဥပမာအမျိုးသမီးနဲ့အတူတူနေစဉ်မှာအလုပ်အကြောင်းစဉ်းစားနေတာမျိုးတွေလုပ်လို့ရပါတယ်နံပါတ်4ကတော့တကိုယ်ရေးအာသာဖြည့်ခြင်းပေါ့အမျိုးသမီးနဲ့လိမ်မဆက်ဆံပြီး2နာရီ3နာရီလောက်ကြိုတင်ပြီးတော့မိမိဘာသာမိမိတကိုယ်ရေးအာသာဖြည့်လို့ရပါတယ်ဒီလိုအာသာဖြည့်ထားမယ်ဆိုလို့ရှိရင်တကယ်တမ်းအမျိုးသမီးနဲ့အတူတူနေတဲ့အခါမှာတုံးလွတ်မြန်တာမျိုးမရှိတော့ပါဘူးဒီလိုလေ့ကျင့်ခန်းနေနဲ့တုံးလွတ်မြန်တာကိုကျွန်တော်တို့ဖြည့်ရှင်းလို့ရပါတယ်လေ့ကျင့်ခန်းမလုပ်ရှင်တဲ့အမျိုးသားတွေအတွက်ကတော့ medication လို့ခေါ်တဲ့ဆေးဝါးတွေကိုအသုံးပြုလို့ရပါတယ်ဘယ်လိုဆေးဝါးမျိုးတွေလဲဆိုလို့ရှိရင်နံပါတ်1ကတော့ထုံဆေးပေါ့ထုံသေးကိုလိမ်မဆက်ဆံပြီး15မိနစ်30လောက်ကြိုတင်ပြီးတော့မှလိမ်တန်တစ်ဝိုက်ကိုလိမ်နာတွေဖြန်းနာတွေပြုလုပ်ပြီးတော့တုတ်လွတ်မြန်တာကိုဖြည့်ရှင်းလို့ရပါတယ်အခုနောက်ပိုင်းမှာဈေးကွက်ထဲမှာထုံသေးပါတယ်ကွန်ဒုံးတွေကိုလည်းတွေ့လာရပါတယ်ဒါကြောင့်ဒီကွန်ဒုံးတွေကိုအသုံးပြုမယ်ဆိုလို့ရှိရင်လည်းအသုံးပြုလို့ရပါတယ်နံပါတ်2ကတော့တောက်ဆေးအဲ့ဒီဆေးရဲ့နာမည်ကဒီပိုစီထွန်းလို့ခေါ်တယ်ဒီဆေးဟာဆရာဝန်ညွှန်ကြားမှသာတောက်သုံးသင့်ပါတယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာကဒီဆေးကိုဆေးတိုင်တွေမှာရော online ပေါ်မှာပါတွင်တွင်ကြဲကြဲရောင်းချနေတာမျိုးတွေတွေ့ရပါတယ်ဒါကြောင့်ကျွန်တော်ကဒီဆေးရဲ့အကြောင်းကိုပါတက်ခါတဲ့ပြောပြပေးပါမယ်ဒီပိုစီတွင်းကိုအသက်16နှစ်ကနေပြီးတော့မှ64နှစ်ကြာအမျိုးသားတွေမှာအရွယ်မတန်မီတုတ်လို့ရှင်ကိုကုသတဲ့နေရာမှာသုံးတယ်ဒီဆေးဟာ selective serotonin reuptake inhibitor SSRI အုပ်စုဝင်ဆေးဖြစ်တယ်ဆေးကိုဘယ်လောက်တောက်ရမလဲဆိုလို့ရှိရင်တစ်ခါတောက်ရင်တစ်လုံးနဲ့လိမ်မဆက်ဆံပြီး1နာရီသို့မဟုတ်3နာရီကြိုတင်တောက်သုံးပေးဖို့လိုပါတယ်ဆေးကို30 mg ရဲ့60 mg ရဲ့90 mg ဆိုပြီးတော့မှ3မျိုးတွေ့ရမယ်ဈေးကွက်ထဲမှာတော့ဒူရာဂျက်တို့ပလီဇာတို့စတဲ့နာမည်အမျိုးမျိုးနဲ့တွေ့ရနိုင်ပါတယ်ဘယ်လိုလူတွေတောက်တင်လဲဆိုလို့ရှိရင်တုံးလွတ်မြန်တဲ့သူတွေလိမ့်စိတ်နှဲပါတဲ့သူတွေဒီဆေးကိုတောက်တင်ပါတယ်မတောက်တင်တဲ့သူတွေကအသေးယောဂရှိတဲ့သူတွေကြောက်ကက်ယောဂရှိတဲ့သူတွေနှလုံးယောဂရှိတဲ့သူတွေနဲ့စိတ်ကြက်ကြနေတဲ့လူတွေကဒီဆေးကိုမတောက်တင်ပါဘူးဘေးထွက်ဆိုးကျိုးတွေအနေနဲ့ဘာတွေရှိမလဲဆိုလို့ရှိရင်ခေါင်းမူတာတွေဖြစ်မယ်ပြုတ်အန်တာတွေဖြစ်မယ်ဝမ်းပြက်တာတွေဖြစ်မယ်ညဘက်အိတ်မပျော်တာတွေဖြစ်မယ်ပင်ပန်းနှွမ်းနေလည်းမယ်ခေါင်းကိုက်မယ်စတဲ့ယောဂလက္ခဏာတွေကိုခံစားရနိုင်ပါတယ်ဒါကတော့ကျွန်တော်ကတုံးလွတ်မြန်ခြင်းနဲ့တုံးလွတ်မြန်နေရင်ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုပြောပြပေးသွားတာပဲ